Hello ဒီနေ့ဧပြီပေါ့နော်ဧပြီ77စိနဲ့ဝယ်ထားတဲ့ပစ္စည်းလေးရှိရဲယူရီကနေလှမ်းပြီးဝယ်ထားတဲ့ဟာလေးတွေပဲဒီနေ့ရောက်လာလို့ပေါ့နော်ပဲဖောက်ပါမယ်ပေါ့နော်ဒါလေးလဲဆိုဧပြီနဲ့တူကြည့်အောင်ဒါလေးကတော့အိမ်ကကလေးကြီးတော့ပေါ့နော်ဒါလေးတစ်ခုပါပါတယ်ပြီးတော့အိတ်ကလေးပေါ့နော်အိတ်ကလေးပဲဒါလေးပါမယ်ပြီးတော့ရင်trap ဖြစ်နေရဲ့ဒီကောင်လေး77စိနဲ့ပဲဝယ်ထားတာပါဒီဘက်နဲ့တူလိုက်ကြည့်ကြရအောင်ဒါလေးပါ5 in 1ပေါ့နော် hair dryer ပဲဒီပေါ့နော်တော့5 in 1ပါတာဒါလေးကဒီမှာကြိုတင်ကုန်းလောက်ထားရဲ့လက်ဆောင်လေးပေးရပါသူနော်သူဒီမှာအကောက်လိုက်တဲ့ဟာအသေးကြီးနှစ်ခုပါရဲ့ခေါင်း brush ပေါ့နော်ပြီးတဲ့ brush လေးပါရဲ့ dryer မှုတ်တဲ့ set လေးပါတယ်ဒါကပုံသွင်းတဲ့စူးလေးလေးပါတယ်ပေါ့နော်ဒါကသူ့အတွက်ပါအိတ်လေးပါဒါလေး online မှာ trend ဖြစ်နေရအိတ်လေးပေါ့နော်ဒီလိုပဲလိုက်တာပါရှင်ဒီလိုမျိုးလေးပါအထဲမှာအများကြီးချက်လို့ရတယ်ပေါ့နော်ဒါလေးလည်းမဆိုးပါဘူးရှင်နောက်တစ်ခုက fan လေးပါရှင်နောက်ကဒီလို fan ပါဒီလေး fan လေးပါနောက်တစ်ခုကျူးလေးပါပါတယ်ကဲဒီမှာဟောနေမာလိုက်တဲ့ပစ္စည်းလေးတွေပါရောက်လာပါပြီအလေးတွေပါအလေးလာတက်တာပါအလုံးကျေးဇူးပါတက်တာပါနော်